Joshua ဘန်နဲ့မကြေပွဲထိုးကျင်လို့တစားစားဖြစ်နေတဲ့ပန်တိုဂျာကိုနွားနို့တောက်ခဲ့ဖို့သတင်းစကားပါလိုက်တဲ့ Joshua ဘန်အားလုံးပဲမင်္ဂလာပါ UFC 328ပြိုင်ပွဲကြီးရဲ့ပြည်သက်စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့ UFC Middleweight Champion ကြီး Khamzat နဲ့ Strickland တို့ရဲ့ပွဲစဉ်ကပွဲမကျင်းပမီပွဲအဆူဆုံးပွဲဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ပြိုင်ပွဲအတွင်းမှာတော့ပွဲဖြစ်နိုင်တဲ့အထိကျန်ခဲ့တဲ့ပွဲမျိုးမဟုတ်ခဲ့ပဲဒိုင်းဆုံးဖြတ်ထိခံယူခဲ့ရတာဖြစ်ပါတယ်ဒိုင်းဆုံးဖြတ်ခံယူရမှာတော့ American Fighter ကြီး Sean Strickland ကတကြော့ပြန် UFC Middleweight Champion ခွဲကြီးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်အဆိုပါရက်လက်မျိုးထွက်လာဖို့ Joshua ဘန်ရဲ့ပွဲကနေ idea ချို့ရခဲ့တဲ့အကြောင်း Sean Strickland ကအခုလိုပြောကြားထားခဲ့ပါတယ်။ပြီးအောင် Joshua ဘန်ရေမင်းကငါထက်တောင်ပိုကျမ်းမဲ့ဖိုက်တာကွာငါပွဲမရောက်ခင်သွေးပူလေ့ကျင့်ခန်းလုပ်ရင်းအခန်းထဲမှာမင်းရဲ့ပွဲကိုကြည့်နေခဲ့တာပါ။မင်းထိုးသက်ပုံကိုမြင်ရတော့ငါနီးပြကိုတောင်ပြောပြခဲ့ပါတယ်။ငါလည်းမင်းလိုသွေးအေးအေးနဲ့ထိုးသက်ချင်တာပါဆိုပြီးတော့ Joshua ဘန်ကို Sean Strickland ကပွဲပြီးမှချီးကျူးခဲ့တာဖြစ်ပါတယ်။အမှန်တကယ်လဲ Joshua ဘန်နဲ့ Sean Strickland တို့ရဲ့ပြိုင်ဘက်တွေက ground mind အားပြုကစားတဲ့ fighter တွေဖြစ်ပါတယ်။ဒီလိုခြေနေမျိုးမှာဘန်ရဲ့ပွဲကိုကြည့်ပြီး idea ချို့ရခဲ့တဲ့ Sean Strickland အနေနဲ့ Joshua ဘန်ကိုပွဲပြီးထိတ်တိုက်အတွေ့မှာပွင့်ပွင့်လင်းလင်းချီးကျူးလာခဲ့တာဖြစ်ပါတယ်။ပွဲပြီးမီဒီယာအင်တာဗျူးတွေမှာ Joshua ဘန်အတွက်မဖြေရှင်းရသေးတဲ့ပုံစံတစ်ပုဒ်အနေနဲ့ Flyweight 10 Champion ဟောင်းပန်တိုဂျာရှိနေကြောင်းပြောကြားခဲ့ရမှာလဲ Joshua ဘန်ကကျွန်တော်ဘက်ကတော့အမြဲအစင်သင့်ပါပဲပန်တိုဂျာသားအစင်းသင်းဖြစ်ရင်ပေါ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။အဲဒီနောက်သတင်းသမားက Joshua ဘန်ရေပန်တိုဂျာကခမရရဲ့ပွဲကိုအနီးကပ်ကြီးပစ်ခဲ့တာပါ။ပြီးတော့ဒီပွဲကနေခမရရဲ့အားနည်းချက်တွေတွေးခဲ့တယ်လို့ပြောပါတယ်။ဒီတော့ခမရနဲ့သူတို့ထိတ်တိုက်တွေးကြရင်ခမရကို9ကြီးထိဆွဲကော်ပြီးရှယ်တီးသွားမယ်ဆိုပဲဗျာ။ဒီပေါ်ခမရဘလို့မြင်ပါသလဲ။ Joshua ဘန်ကတော့ခမရပန်တိုဂျာကိုတွေ့ရင်ပြောလိုက်စမ်းပါငါတို့များများတောက်ခဲ့လိုက်ပါဆိုပြီးထီထီမိမိသတင်းစကားပါလိုက်တာပဲဖြစ်ပါတယ်။ Joshua ဘန်နဲ့အမြဲစကလုံးတိုက်ပွဲဆင်နွှဲတတ်တဲ့မာနယ်ကက်ကတော့တိုင်နာကိုအနိုင်ရပြီးချန်ပီယံကပတ်ကာကွယ်သွားခဲ့တဲ့ Joshua ဘန်ကိုဘန်ကချန်ပီယံကောင်းတစ်ယောက်ရဲ့အစွမ်းစအပြည့်ရှိတဲ့ fighter ပါလို့ချီးကျူးသွားခဲ့ပါတယ်။ယောက်ျားဖြစ်ပြီးမနာလိုစိတ်ရှိတဲ့သူတွေကပဲ Joshua ဘန်ကချန်ပီယံအစ်စ်မှန်မဟုတ်ဘူးလို့ပြောကြမှာပါ။ပြီးတော့ဒီနေရာကကျွန်တော်ရမယ့်နေရာလေးကျွန်တော်ခြေတော့ဒဏ်ရာကြောင့်သာ Joshua ဘန်ကဒီလိုအခွင့်အရေးတွေမြန်မြန်ရပြီးချန်ပီယံဖြစ်လာခဲ့တာပါဒီတော့ကျွန်တော်ချန်ပီယံကပတ်ကိုကျွန်တော်ပြန်ယူသွားမှာပါဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲ Joshua ဘန်ရဲ့နောက်လာမယ့်နီးကပ်ပြိုင်ဘက်တွေကမာနယ်ကက်နဲ့ပန်တိုဂျာတို့ကအစင်သင့်ရှိနေပြီးအဆိုပါဖိုက်တာ2ယောက်ကတော့ပွဲရဖို့အခွင့်အရေးတွေအပြိုင်ဖန်တီးနေကြပြီဖြစ်ပါကြောင်းပြောကြရင်ကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲဆုံးသက်လိုက်ပါစေဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ